လုံးပဲမင်္ဂလာပါဗျကျွန်တော်ဒါထုံးစံတိုင်းဒါဘောလုံးပွဲတစ်ပွဲကောင်းနေတင်ဆက်ပေးနေတဲ့ G-Sun Sport Channel မှာပြန်လည်ကြိုဆိုလိုက်ပါလေဗျမနေ့ကကျွန်တော်ဒါနှစ်ပွဲမှတ်ပေးခဲ့เนาะဒါဖူဟန်နဲ့အာဆင်နယ်ပွဲရဲ့ဒါကျွန်တော်ဘာစီလိုနာရဲ့ပွဲစဉ်လေးဖြစ်တယ်ဖူဟန်နဲ့အနေနဲ့ကျွန်တော်ဒါအာဆင်နယ်ကိုကျွန်တော်ဘက်ကန်ပြီးတော့ဒါဖူဟန် body ပေးခဲ့တယ်ကြည့်လိုက်တဲ့ညီကိုတော့ရသွားလိမ့်မယ်ထင်တယ်ဘာစီလိုနာပွဲကိုလည်းကျွန်တော်ဒါဂိုးအောက်ပေးခဲ့တယ်ဗျဒီနေ့မှာလည်းအကောင်းဆုံးပွဲနှစ်ပွဲကိုထပ်ပြီးရွေးချယ်ပေးထားတယ်ဒါဒီနေ့ Super Sunday ရဲ့အကောင်းဆုံးပွဲစဉ်ဖြစ်တယ်ဒါလီဗာပူးနဲ့ဒါမန်ယူရဲ့ပွဲစဉ်လေးဖြစ်တယ်ဗျလီဗာပူးသင်းနေလဲဆိုရင်ဒါကျွန်တော်နောက်ဆုံး၅ပွဲမှာဆိုလို့ရှိရင်ဒါ2ပွဲနိုင်ထားတယ်ဒါ3ပွဲရှုံးထားတယ်ဗျလီဗာပူးကတောက်လျှောက်ကောင်းလာပြီးတော့ဒါပဲလေးနဲ့ပွဲမှာစတင်ပြီးတော့ဒါတောက်လျှောက်ရှုံးလာတယ်3ပွဲဆက်ရှုံးလာတယ်ပုံစံလေးဖြစ်လာတာပေါ့ဒီတိုက်စစ်ပိုင်းမှာဆိုလို့ရှိရင်လည်းဒါကျွန်တော် EKTK ကတော့ဒီနေ့ပွဲမှာပါနိုင်မှာမဟုတ်ဘူးဒါ assist နဲ့ပဲဒါပွဲထွက်လာပဲရှိတယ်လီဗာပူးသင်းနေနဲ့ဒီနောက်ပိုင်းလေးမှာခြေစမ်းလေးပြန်ကျလာတော့တွေ့ရတယ်ဗျမန်ယူနေနဲ့ကတော့ကျွန်တော်ဒီနောက်ဆုံး၅ပွဲမှာဆိုလို့ရှိရင်ဒါ3ပွဲနိုင်ထားတယ်2ပွဲရှုံးနေဒါ1ပွဲရောနဲ့လောလောဆယ်အဆင့်10မှာဒါရက်တည်နေတဲ့အသင်းဖြစ်တယ်မန်ယူနေနဲ့လည်းဒါတိတ်ပြီးတော့ဒါအတီတကျတွက်လို့မရဘူးခြေမမှန်သေးတဲ့အခြေအနေမှာဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ဒါသူတို့နှစ်သင်းလုံးဒါထိတဲ့တွေ့ဆုံမှုမှာဆိုလို့ရှိရင်လည်းဒါနောက်ဆုံး၅ပွဲမှာဒါကျွန်တော်လီဗာပူးကဒါ2ပွဲနိုင်ဒါမန်ယူက1ပွဲနိုင်2ပွဲတည်နဲ့ဒါကစားထားတယ်ဗျတွေ့ဆုံမှုပိုင်းမှာနောက်ဆုံး၅ပွဲတွေ့ဆုံမှုပိုင်းမှာဆိုလို့ရှိရင်တော့ဒါလီဗာပူးကနည်းနည်းလေးအသာစီးရနေတယ်ဒီနေ့ဒါမနက်စောပိုင်းဖွင့်ထားတဲ့ပေါက်ကြီးရဆိုလို့ရှိရင်ဒါလီဗာပူးကတလုံးသွင်းဒါ9ပြားစာကိုပေါင်းကဒါ3လုံး40ရှုံးနေတာမနက်ပိုင်းကြီးကိုဒါစတင်ဖွင့်ထားတယ်ဗျလီဗာပူးအသင်းအနေနဲ့ကျွန်တော်ကြည့်ရမယ်ဆိုလို့ရှိရင်လီဗာပူးအသင်းကဒီနှစ်မှာဒါရှုံးပွဲ3ပွဲကြုံတွေ့ထားရဆိုပေမဲ့အိမ်ခွင်းပိုင်းမှာတော့ဒါရှုံးနေထားတာမတွေ့ရဘူးအိမ်ခွင်းကောင်းတယ်လို့ပြောလို့ရတယ်အနည်းဆုံးဒါအိမ်ခွင်းမှာ2ဂိုး3ဂိုးလောက်ထိဒါသွင်းထားတဲ့ရလက်ကိုတော့ကျွန်တော်တွေ့ရတယ်ဗျမန်ယူနေနဲ့ကတော့ဒါအဝေးခွင်းမှာအားနည်းချက်လေးရှိရဗျဘာလို့လဲဆိုတော့ကျွန်တော်ဒီ Brentford နဲ့ပြီးခဲ့တဲ့ပွဲမှာဆိုလို့ရှိရင်လည်းဒါကိုပြက်ရှုံးနေထားတယ်ဒါအဝေးကွင်းပိုင်းမှာဒါအားနေတာလေးတွေ့ရတယ်ဗျအဲ့တော့ဒါလီဗာပူးနဲ့ဒါမန်ယူနဲ့ပွဲစဉ်လေးကိုကျွန်တော်ကဒီဂိုးပေါင်းကဒီမနက်ဖွင့်ထားတဲ့ဂိုးပေါင်းကဒါ3လုံး40ရှုံးဆိုတော့ဒါနှစ်သင်းလုံးရဲ့ခြေစွမ်းကလည်းတိတ်ပြီးတော့ဒါအရင်တွက်ဆလို့မရတဲ့အခြေအနေဖြစ်တာကြောင့်ဒီ3လုံး40ရှုံးဆိုတော့ဒါ4လုံးသင်းမှာကျွန်တော်ကအပြည့်နိုင်ပါအဲ့တော့ကျွန်တော်ကဒီနေ့လီဗာပူးနဲ့မန်ယူနဲ့ပွဲကိုကျွန်တော်ကဂိုးအောက်ကိုပဲကြိုက်တယ်ကြိုက်တွင်ယူသုံးပါဗျဂိုးအောက်ကိုပဲအကြံပေးခြင်းတယ်နောက်ထပ်တစ်ပွဲကဒါကျွန်တော်ဒီစပိန်လာလီဂါပွဲစဉ်တစ်ပွဲဖြစ်တယ်ဒါဂီတာဖေးနဲ့ဒါရီးရဲ့ပွဲစဉ်လေးဖြစ်တယ်ဂီတာဖေးအနေနဲ့ဆိုလို့ရှိရင်ဒါကျွန်တော်ဒီကန်ခဲ့တဲ့နောက်ဆုံး၅ပွဲကိုကျွန်တော်ပြန်ကြည့်မယ်ဆိုရင်ဒါတစ်ပွဲနိုင်2ပွဲရှုံး2ပွဲတည်ရင်ဒါလောလောဆယ်အဆင့်7မှာတစ်ပွဲရောနဲ့ရက်တည်နေတဲ့အသင်းဖြစ်တယ်ရီးရဲကတော့ဒါကျွန်တော်တို့ဒီနောက်ဆုံး၅ပွဲမှာဆိုလို့ရှိရင်ဒါ၄ပွဲနိုင်တစ်ပွဲရှုံးနေတာတီကိုတသင်းလေးကိုပဲဒါကိုပြရှုံးနေထားတာတွေ့ရတယ်ကျန်တဲ့ပွဲရောဒါ6နိုင်ထားတယ်ဗျဒါတစ်ပွဲရောနဲ့ပဲသူလည်းဒါလောလောဆယ်ဘာစီရဲ့အောက်ရောက်သွားတာပေါ့သူတစ်ပွဲရောတစ်ပွဲကျန်သေးတာဟုတ်အဲ့တော့ကျွန်တော်ဒီဘာစီအောက်ရောက်သွားပြီးတော့ဒါလောလောဆယ်အဆင့်2နေရာမှာရက်တည်နေတယ်ဒီနေ့လက်ရှိ online ပေါက်ကြီးဆိုလို့ရှိရင်လည်းဒါ real ကဒါတစ်လုံး25ပြားရှုံးတယ်ဒါကိုပေါင်းက3လုံး90စားနဲ့ဒီမနက်စောပိုင်းကြီးကိုဒါစတင်ဖွင့်နေထားတယ်နှစ်သင်းလုံးရဲ့ဒါထိတဲ့တွေ့ဆုံမှုနောက်ဆုံး၅ပွဲပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းဒါဂီတာဖေးကဒါတပွဲမှမနိုင်ထားဘူးဒီနောက်ဆုံး၅ပွဲမှာဆိုလို့ရှိရင်ဒါ real ကပဲဒါတောက်လျှောက်နိုင်ထားတာကိုပဲကျွန်တော်တွေ့ရတယ်ဗျဂီတာဖေးကတော့ကျွန်တော်ဒီဘယ်လိုပြောမလဲအိမ်ခွင်းပိုင်းဒီနေ့ရာဒီမှာဒါအိမ်ခွင်းပိုင်းရှုံးနေထားတာတော့မရှိသေးဘူးအနည်းဆုံးဒါပြိုင်ဘက်အသင်းတွေကိုတရေလောက်ထိဒါခံပြီးတော့ကစားထားတယ်ခံကန်ထားနိုင်တဲ့အနေထားလေးတော့တွေ့ရတယ်ဒီ VA ကတော့ဒါအဝေးကွင်းနေမှာကျွန်တော်ဒီနောက်ဆုံးဒါ VA ကိုပြတ်ခဲ့တဲ့ဒါအဝေးကွင်းပွဲဆိုလို့ရှိရင်ဒါ 5C နဲ့ပြီးထားတယ်အဲ့ဒီရှေ့ရပွဲတွေဆိုလို့ရှိရင်အနည်းဆုံးဒါ 2C 3C လောက်တော့ပြီးထားတယ်ဗျအဲ့တော့ဒါသူတို့နောက်ပွဲမှာဒါချန်ပီယံလိကန်ရမှာတွေပါလေရှိရတဲ့အတွက်ကြောင့်ဂီတာဖေးနဲ့ဒါ VA ပွဲစဉ်လေးကကျွန်တော်ဒီနေ့ပေါက်တဲ့ကျွန်တော် body တော့မမှန်းပေးတော့ဘူးဂိုးပေါင်းမှန်းပေးတော့မယ်ဂိုးပေါင်းကကျွန်တော်ဒီ3လုံး90စားဆိုတော့ VA အနေနဲ့ဒါအနည်းဆုံးဒါအဝေးကွင်းမှာ2လုံးလောက်တော့သွင်းမယ်ဂီတာဖေးကလည်းဒါအိမ်ကွင်းမှာအနည်းဆုံး3လောက်ထိဆွဲခေါ်တတ်တဲ့အကျင့်ရှိရယ်ပြီးတော့ပြန်လဲခြေပါဂိုးတွေနဲ့မြင်ရတဲ့အတွက်ကြောင့်အားကြောင့်မလို့ဒီနေ့ပွဲလေးကိုကျွန်တော်ကဒါဂိုးပေါ်ကိုကြိုက်တယ်ဂိုးပေါင်းက3လုံး90စားဆိုတော့3လုံးသွင်းကျွန်တော်ဒါအပြည့်နီးပါးစားနေရပြီဆိုတော့ကျွန်တော်ဒါ VA ပွဲလေးကိုကျွန်တော်ဂိုးပေါ်ကိုကြိုက်တယ်ဗျဒီနေ့တော့ဒါအကောင်းဆုံးပွဲ2ပွဲကိုကျွန်တော်ရွေးချယ်ပေးသွားတယ်နောက်နေ့မှာလည်းဒါအကောင်းဆုံးပုံစံအနေနဲ့ပြန်လာမယ်ဗျထုံးစံတိုင်းကျွန်တော်ဒါဗီဒီယိုလေးအောက်မှာဆိုလို့ရှိရင်ဒါ Telegram Channel Viber Channel မှာဆိုလို့ရှိရင်ဒါfree member เนาะတပြားပေးကြမလို့ကျွန်တော်မောင်းကတ်တွေရောဒါတပွဲကောင်းတွေကိုတင်ပေးထားတယ်ဗျမနေ့ကဆိုလို့ရှိရင်ဒါကျွန်တော် channel ထဲမှာဝင်ထားတဲ့ညီကိုဆိုရင်တော့တော်တော်များများရသွားလိမ့်မယ်ဗျကျွန်တော်ဒါမောင်း2မောင်းပေးထားတယ်ဒါ8သင်းကိုကျွန်တော်ဒါ9ပွဲလောက်ထိကျွန်တော်ဒါမှန်ထားတယ်ဒီတပွဲကောင်းကအစပေါ့မှန်ထားတဲ့အတွက်ကြောင့်ဒါဝါသနာပါတဲ့ညီကိုရှိမယ်ဆိုလို့ရှိရင်ဒါလာချိုင်းပေးကြပါအောင်ဗျအားလုံးကျေးဇူးတင်ပါတယ်